UVA ကလေကျမတို့ရဲ့ဒီအပေါ်ယံအရေပြားအလွှာကိုဖြတ်ပြီးတော့သူကအတွင်းထဲထိဝင်နိုင်တယ်။ဝင်သွားတဲ့အခါကျတော့သူကကျမတို့ skin မှာရှိနေတဲ့ moisture တွေ collagen တွေ elasticity ကိုသူကဖျက်ဆီးပစ်တာ။ဖျက်ဆီးပြီးတော့ skin ကို aging ဖြစ်အောင်လုပ်ပလိုက်တယ်။ Hello အားလုံးပဲမင်္ဂလာပါ။ကျမရဲ့ MFG Mentor ဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့ဆေးဝါးပညာရှင်မခင်ပြုံးချိုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျမက sunscreen တွေက skin cancer ကိုကာကွယ်ပေးနိုင်တာနဲ့ skin cancer တွေဘာကြောင့်ဖြစ်လာနိုင်တာလဲဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတိုင်းကနေရောင်ခြည်ကိုလိုအပ်ပါတယ်ပေါ့နော်။ကျမတို့လူသားတွေကလည်းနေရောင်ခြည်ကိုလိုအပ်တယ်၊နေစွမ်းအင်ကိုလိုအပ်တယ်။တိရစ္ဆာန်လေးတွေသစ်ပင်ပန်းမန်တွေအကုန်လုံးကလည်းဒီနေရောင်ခြည်ကိုလိုအပ်တယ်။နေစွမ်းအင်ပေါ်မှာပဲအသက်ရှင်နေထိုင်ကြတာပဲဖြစ်ပါတယ်။လူတိုင်းကနေရောင်ခြည်ကိုမျှော်ကြရပေါ့မိုးအုံနေတယ်တနေကုန်မိုးတောက်လျှောက်ရွာနေတယ်အဲ့လိုအချိန်ကြီးဆိုရင်လေလူတွေကနေအောင်ကိုမျှော်ကြဘာလို့လဲဆိုတော့နေထွက်လာမှကျမတို့အဝတ်စားတွေခြောက်မယ်နောက်ကသွားလာရတာအဆင်ပြေမယ်စသဖြင့်ပေါ့နော်ဒါကြောင့်မလို့နေကိုကျမတို့နေလင်းအောင်ကျမတို့ကြိုက်ကြတယ်ဒါပေမဲ့လည်းပဲအဲ့ဒီနေရောင်ခြည်ကကမ္ဘာမြေကြီးပေါ်ကိုကြားရောက်လာတဲ့အခါမှာသူက ultraviolet light လို့ခေါ်တဲ့ခရမ်းလွန်ရောင်ခြည်ကိုပါတပါးတည်းခေါ်လာတာပဲဖြစ်ပါတယ်အဲ့ဒီပါလာတဲ့ခရမ်းလွန်ရောင်ခြည်ကကျမတို့ရဲ့ခန္ဓာကိုယ်သူကကောင်းကောင်းဒုက္ခပေးတော့တာပဲနေရောင်ခြည်ကပါလဲခရမ်းလွန်ရောင်ခြည်ကပါလဲအဲ့တော့နားလည်ရမှာကဒီရောင်ခြည်ဆိုတာအလင်းတန်းပဲဖြစ်ပါတယ်အဲ့ဒီအလင်းတန်းတွေမှာ wavelength လို့ခေါ်တဲ့လှိုင်းလုံးတွေနဲ့ energy လို့ခေါ်တဲ့အပူစွမ်းအင်တွေရှိပါတယ်အဲ့ဒီ wavelength နဲ့ energy ဆိုတာပြောင်းပြန်အချိုးသက်ရောက်ပါတယ်wavelength ရှည်ရင် energy နည်းတယ်ပေါ့နော်wavelength တိုရင်တော့ energy များပါတယ်အဲ့လိုသက်ရောက်တာဖြစ်တဲ့ကြောင့်မလို့ကျမတို့ရဲ့ဒီ sunlight ထဲမှာပါဝင်တဲ့ wavelength တွေအကြောင်းလေးကိုကျမဆက်ပြီးတော့ရှင်းပြပါမယ်wavelength ကိုကျမတို့ကိန်းဂဏန်းနဲ့သတ်မှတ်တဲ့အခါမှာဒီ100ကနေပြီးတော့မှ400ကြားဆိုရင်ကျမတို့ကအဲ့ဒါကို ultraviolet light လို့ခေါ်ပြီးတော့ဒီ400ကနေ800ကြားဆိုရင်တော့ဒီ visible light လို့ခေါ်ပါတယ်အဲ့တော့ဒီ sunlight ထဲမှာ100ကနေ800ကြားအထိအလင်းရောင်တွေပါလာပါတယ်ခရမ်းလွန်ရောင်ခြည်ကဘာကြောင့် skin cancer ကိုဖြစ်စေတာလဲခရမ်းလွန်ရောင်ခြည်ကိုကျမတို့အပိုင်း3ပိုင်းပြန်ခွဲထားတယ်ပေါ့နော် UVA, UVB, UVC ဆိုပြီးတော့UVA ရဲ့ပြီးနားမှာတော့ visible light လေးရှိပါတယ်အဲ့တော့ကျမတို့သိရမှာက UVC ဒီ wavelength အတိုဆုံးဖြစ်တဲ့ကြောင့်မလို့ energy အမြင့်ဆုံးပါအဲ့တော့ sunlight ထဲမှာကျမတို့က UVABC ရော visible light ကိုပါလာပါတယ်အဲ့ဒီ sunlight ကြီးကကမ္ဘာမြေပေါ်ကိုကြာရောက်လာတဲ့အခါမှာကံကောင်းစွာနဲ့ပဲကျမတို့ရဲ့ကမ္ဘာမြေပေါ်မှာအိုဇုံးလွှာဆိုတဲ့အလွှာတစ်လွှာရှိနေတယ်အဲ့ဒီ sunlight ကအိုဇုံးလွှာကိုဖြတ်လာတဲ့အခါမှာ UVC ကအိုဇုံးလွှာထဲမှာသူကပျောက်ကွယ်သွားတယ်အဲ့တော့ကမ္ဘာမြေပေါ်ကိုကြာရောက်လာတဲ့အခါမှာသူက UVA နဲ့ UVB ပဲပါလာတော့တယ်အဲ့တော့ UVA ကလေကျမတို့ရဲ့ဒီအပေါ်ယံအရေပြားအလွှာကိုဖြတ်ပြီးတော့သူကအတွင်းထဲထိဝင်နိုင်တယ်ဝင်သွားတဲ့အခါကျတော့သူကကျမတို့ skin မှာရှိနေတဲ့ moisture တွေ collagen တွေ elasticity ကိုသူကဖျက်ဆီးပစ်တာဖျက်ဆီးပြီးတော့ skin ကို aging ဖြစ်အောင်လုပ်ပလိုက်တယ်အဲ့တော့အရေပြားတွေတွန်းလာမယ်နောက်ကအရေပြားတွေအိုမင်းရင်ရော်လာမယ်ပေါ့နော်အဲ့လိုတွေဖြစ်လာအရေးချောင်းတွေထလာမယ်နောက်ပြီးတော့ UVB ကကြတော့ကျမတို့အပေါ်ယံအရေပြားလွှာကိုသူကဘန်းဖြစ်စေတာလောင်ကျွမ်းစေတာပေါ့နော်အဲ့တော့ UVA ရော B ရောနှစ်ခုလုံးပေါင်းပြီးကျမတို့ရဲ့ skin အပေါ်ယံအလွှာရောအတွင်းပိုင်းကိုပါဖျက်ဆီးပစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ sunlight ကိုကြာကြာထိမယ်ဆိုရင်ကျမတို့ရဲ့ skin က skin cancer အဆင့်ကိုပြောင်းသွားစေနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်တနည်းပြောရရင်တော့ခရမ်းလွန်ရောင်ခြည်ကကျမတို့ skin cell ရဲ့ DNA တွေကိုဖျက်ဆီးပစ်တာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျမတို့ skin မှာဒီ autoimmune system နည်းနဲ့ပျက်စီးသွားတဲ့ cell တွေကိုပြန်ကောင်းအောင်လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ immune system ဆိုတာကဘယ်လိုပြောရမလဲဆိုတော့ကျမတို့ခန္ဓာကိုယ်ရဲ့စစ်သားတွေပေါ့သူကပြင်ပလာတဲ့ထိခိုက်ဒဏ်ရာတွေနောက် infection တွေကိုသူကပြန်ပြီးတော့တိုက်ထုတ်ပေးနိုင်တယ် skin ပျက်စီးသွားရင်လည်းသူပြန်ကောင်းအောင်လုပ်ပေးနိုင်တယ်ဒါပေမဲ့ဒီ immune system အားနေပြီးတော့ပြင်ပလာတဲ့ထိခိုက်ဒဏ်ရာနဲ့ဒီ infection တွေများနေပြီဆိုအားများနေပြီဆိုရင်တော့ immune system ကြာရှုံးပြီပဲအဲ့လိုကြာရှုံးပြီဆိုရင်နောက်က sunlight exposure အရင်များလို့ skin ပျက်စီးနှုန်းတွေအရင်များပြီးတော့ immune system ကပြန်ကောင်းအောင်မလုပ်နိုင်တော့ဘူးဆိုရင်ဒီကျမတို့ရဲ့ပျက်စီးသွားတဲ့ cell လေးတွေနဲ့အသစ်ထွက်လာမဲ့ cell လေးတွေက mutation ဖြစ်သွားပြီးတော့ပုံမှန်မဟုတ်တဲ့ cell ကြီးထွားနှုန်းတွေကိုသူကဖြစ်စေတယ်အဲ့ကနေပြီးတော့မှသင်သူက cancer အဆင့်ကိုကူးသွားတာပဲဖြစ်ပါတယ်skin cancer ဆိုတာဘာကိုပြောရလဲ skin cancer ဆိုတာလေကျမတို့ skin မှာရှိနေတဲ့ cell လေးတွေကပုံမှန်မဟုတ်ပဲကြီးထွားနှုန်းအရင်မြန်ပြီးတော့မှ cancer အဆင့်ကိုကူးသွားတာပဲဖြစ်ပါတယ်
အဲ့ skin cancer ကို3မျိုးပြန်ခွဲလို့ရတယ်ပေါ့နော်ပထမတစ်မျိုးကကြတော့ဒီ basal cell carcinoma basal cell carcinoma ဆိုတာကလေကျွန်မနားလည်အောင်ပြောမယ်ဆိုရင်အပေါ်ရန်အရေခွံကွာတဲ့အခါမှာအောက်က skin အနုလေးထွက်လာတယ်ပေါ့ပြောရင်အဲ့ထွက်လာတဲ့ cell ကိုကျွန်တော်တို့ basal cell လို့ခေါ်တယ်အဲ့ basal cell လေးကနေပြီးတော့မှ cancer ဖြစ်စေတာနောက်တစ်ခုကကျတော့ကျွန်တော် squamous cell carcinoma ပေါ့ဒီ squamous cell carcinoma ကျတော့ကျွန်တော်တို့အပေါ်ရန်အရေပြားအလွှာလေးကနေပြီးတော့မှဒီ cancer ကိုဖြစ်တာနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ melanoma ပေါ့နော် melanoma ကျတော့ဒီ skin cell ဖြစ်တဲ့ melanocytes ကနေပြီးတော့မှသူက cancer အဆင့်ကိုကူးသွားတာအဲ့တော့ပထမတစ်မျိုးနဲ့ဒုတိယတစ်မျိုးကကျွန်တော်တို့စောစောသိရင်စောစောကူးလို့ရပါမယ်နောက်ဆုံးတစ်မျိုးကတော့အန္တရာယ်ပိုရှိတယ်ပေါ့နော်skin cancer ကိုအဓိကဖြစ်စေနိုင်တဲ့အချက်ကတော့ဒီ sunlight exposure time များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နိုင်ငံနဲ့ရှင်ပြီးပြောမယ်ဆိုရင်တော့ United States လိုနိုင်ငံမျိုးမှာ skin cancer အဖြစ်နှုန်းအများများပါတယ်။ဘာလို့လဲဆိုတော့လေအဲ့ဒီရရှိတဲ့နိုင်ငံသားတွေကသူက tanning bed လို့ခေါ်တဲ့နေပူစာလုံတဲ့အလေးထားရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ skin cancer ကိုဖြစ်စေနိုင်တဲ့အချက်တွေအများကြီးရှိပါတယ်။ပထမချက်ကတော့ကျမတို့ moles လို့ခေါ်တဲ့အသက်ပိုးလေးတွေပေါ့။ခန္ဓာကိုယ်မှာအသက်ပိုးလေးတွေထွက်တာအဲ့တော့အသက်ပိုးထွက်တိုင်း skin cancer ဖြစ်တာလားဆိုတော့မဟုတ်ဘူးပေါ့။အဲ့တော့ဘယ်လိုမျိုးဒီအသက်ပိုးက skin cancer ကိုသွားနိုင်လားမသွားနိုင်ဘူးလားဆိုတာကျမတို့ကအဲ့အသက်ပိုးတွေထွက်တဲ့လူတွေမှာကိုယ့်ဟာကိုယ်အမြဲတမ်းပြန်စစ်တင်တယ်။မှာ skin မှာထွက်နေတဲ့အသက်ပိုးလေးတွေကပုံမှန်မဟုတ်တဲ့ကြီးထွားနှုန်းတွေနောက်အနားသားလေးတွေကဆူထွက်လာတာစသဖြင့်ပေါ့နော်။အဲ့လိုမျိုးတွေပုံမှန်မဟုတ်ဘဲနောက်ကြီးထွားနှုန်းတအားမြန်လာတာအဲ့လိုမျိုးအခြေအနေတွေဆိုရင်တော့ဆရာဝန်ကိုချက်ချင်းပြသင့်တယ်ပေါ့နော်။နောက်တစ်ချက်ကျတော့ကျမတို့ဒီအရေပြားတွေနောက်သပင်ကာလာတွေနောက်ပြီးတော့ eye ကာလာတွေပေါ့ဒီမျက်လုံးကာလာတွေပေါ့အဲ့ဒီဟာတွေနဲ့လည်းဆိုင်ပါတယ်ဥပမာကျမတို့ဒီ skin tone color ကွာတယ်ပေါ့နော်အသားညိုတဲ့လူအသားမဲတဲ့လူလက်တဲ့လူဖြူတဲ့လူဖွေးတဲ့လူအဲ့ဒီမှာဆိုရင်အသားဖွေးတဲ့လူဖြူတဲ့လူတွေဆိုရင်နေပူတဲ့ထွက်လာရင်သူက skin burn ဖြစ်တာအရင်သိတာရဲတက်သွားတာပေါ့နော်အဲ့လိုလူတွေမှာပို့ပြီးတော့ဖြစ်နိုင်တဲ့ chance ပိုများတယ်နောက်တစ်ခုကကျတော့ကျမတို့ဒီ original hair color တွေက original hair color ဆိုတာမွေးစပင်ပေါ့မွေးစပင်ကမွေးကလေးကအနီရောင်ဖြစ်လာတာအညိုရောင်ဖြစ်လာတာအဲ့လိုလူတွေမှာလည်းပဲ skin cancer ဖြစ်နိုင်တဲ့ chance ပိုများပါတယ်နောက်တစ်ခုကတော့ကျမတို့ eye color တွေပေါ့နော်ဒီ eye color တွေက blue နဲ့ green eye color ရှိတဲ့လူတွေဆိုရင်လည်းဒီ skin cancer ဖြစ်နိုင်တဲ့ chance ပိုများပါတယ်နောက်ပြီးတော့သူက family ထဲမှာဒီ skin cancer ဖြစ်ပူးတဲ့ history ရှိတယ်ဆိုရင်လည်းပဲသူ့ရဲ့ genetic အရာ skin cancer ဖြစ်နိုင်တဲ့ chance များပါတယ်နောက်တစ်ခုကကြတော့လေကျမတို့ဒီ immune system အားနည်းနေတဲ့လူပုံမှန်ပေါ့ဒီ immune system ကောင်းတဲ့လူနဲ့အားနည်းတဲ့လူနှစ်ယောက်က sun exposure တိုင်းအတူတူပဲဆိုရင်တော့ immune နည်းတဲ့အားနည်းတဲ့လူက skin cancer ဖြစ်နိုင်တဲ့ chance ပိုများပါတယ်နောက်အသက်ကြီးတဲ့လူတွေမှာပိုဖြစ်များတယ်ဒါပေမဲ့အသက်ငယ်တဲ့လူတွေမှာလည်းဖြစ်တယ်ပေါ့နော်ခုနကပြောတယ်ပေါ့ sun exposure တိုင်းများရင်အသက်ကြီးငယ်ဖြစ်မှာပဲယောက်ျားလေးနဲ့မိန်းကလေးရှင်ရင်ဘယ်သူပိုဖြစ်လဲဆိုတော့ငယ်တုန်းမှာမိန်းကလေးတွေပိုဖြစ်ပြီးကြီးရင်ယောက်ျားလေးတွေကပိုပြီးတော့ skin cancer ဖြစ်နိုင်တယ်ခုနောက်ပိုင်းမှာ trending ဖြစ်လာတဲ့လေဒီကျမတို့ tattoo ပေါ့ tattoo ကြောင့်လည်းကျမတို့ skin cancer ကိုဖြစ်စေနိုင်တယ်။ဘာလို့လဲဆိုတော့ tattoo ကကျမတို့ဒီအပေါ်ရန်အရေပြားလွှာကိုဖောက်ပြီးတော့ကျမတို့ကာလာတွေထိုးရတာမလား။အဲ့တော့ဒီ tattoo ကြောင့်မလို့ skin cancer ဘက်ကိုလည်းကူးပြောင်းနိုင်ပါတယ်။အဲ့တော့ skin cancer ရဲ့လက္ခဏာတွေကဘာတွေလဲဆိုတော့ skin cancer မှာကျမတို့အသိသာဆုံးအရာကကျမတို့အသက်ပိုးတွေဖြစ်တဲ့မိုးတွေပေါ့နော်အဲ့အသက်ပိုးလေးတွေကပုံမှန်ထက်ကြီးထွားနှုန်းတအားပိုမြန်လာတာပြီးတော့သူ့ရဲ့ဘေးနားအနာအသက်လေးတွေကပုံမှန်မဟုတ်ဘဲနဲ့ဒီတအားဆူထွက်လာတာနောက်တစ်ခါကျမတို့အညီအကွက်တွေဖြစ်တာအဲ့နေရာတွေကနေပြီးတော့မှတင်းလာတာရောင်လာတာပြီးတော့ရားလာတာတောက်လျှောက်ကြီးဖြစ်နေတာပေါ့နော်မပြောက်တော့ဘဲနဲ့နောက်ပြီးတော့သွေးထွက်လာတာစသဖြင့်အဲ့လိုလက္ခဏာတွေဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြီးတော့မှစစ်ဆေးကုသသင့်ပါတယ်ပေါ့နော်